လူတိုင်းဟာဘဝမှာတစ်ခါတလေကိုမတက်နိုင်တဲ့အခက်အခဲတွေအကျက်အတဲတွေနဲ့ကြုံတွေ့ရတတ်ပါတယ်ဒီလိုချိန်မျိုးမှာဒေါသထွက်ပြီးတုံ့ပြန်မလားဒါမှမဟုတ်ရှုံးပေးလိုက်မှာလားလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကကုန်းမောက်ခေရဲ့ထင်ရှားတဲ့ပညာရှိအမတ်ကြီးဥပ္ပေါ်ဦးကတော့ဒီပြဿနာကိုပရိယေနဲ့ပညာပေါင်းပြီးထူးထူးခြားခြားဖြေရှင်းပြခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အမတ်ကြီးဥပ္ပေါ်ဦးရဲ့နာမည်ကျော်တောင်တမန်ရင်းကကြာရွက်ပုံမြင်ကနေတစ်ဆင့်ကျွန်တော်တို့ဘဝအတွက်ဘယ်လိုအသုံးချရမလဲဆိုတာကိုပြောပြပေးသွားမှာပါတခါကဘိုးတော်ဘုရားကအမတ်ကြီးဥပ္ပေါ်ဦးကိုအခက်တွေ့စေချင်တာနဲ့တောင်တမန်အင်းထဲကကြာရွက်တွေကိုနန်းတော်ထဲထိနေပူထဲမှာတည်လာခိုင်းခဲ့ပါတယ်ဒါပေမဲ့စီကံချက်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့နန်းတော်ထဲရောက်တဲ့အထိကြာရွက်တွေကညှိုးမသွားစေရပါဘူးပြီးတော့ရေလည်းမဆိုစေရဘူးဆိုတာပါပဲတာမန်လို့ဆိုရင်တော့ဒါမဖြစ်နိုင်တာပဲဆိုပြီးလက်လျှော့မိပါနေဘူးထဲမှာရေမဆိုပဲတည်လာတဲ့ကြာရွက်ကဘလို့လို့ရေမဆိုပဲရှိနိုင်မှာမလဲဒါပေမဲ့ဥပ္ပဝကတော့မငင်းဆန်ခဲ့ပါဘူးသူဘာလုပ်ခဲ့သလဲဆိုရင်ကြာရွက်တွေကိုရေဆိုဝင်းနဲ့ထုံးမလာပဲထမင်းပူပူတွေနဲ့အုပ်ပြီးတည်လာခဲ့ပါတယ်နန်းတော်ရှိရောက်လို့ရှင်မင်းကစစ်ဆေးတဲ့အခါမှာတော့ကြာရွက်တွေဟာလက်ဆက်နေသေးပါပဲရေလဲတစ်စက်မှမဆိုခဲ့ပါဘူးမကြီးကရှင်မင်းကြီးဒါဟာရေဆိုတာမဟုတ်ပဲထမင်းငွေကြောင့်လက်ဆက်နေတာပါလို့ပရိယေနဲ့ဖြေရှင်းခဲ့ပါတယ်ဒီဖြစ်ရကလေးကနေကျွန်တော်တို့ဘာသင်ခန်းစာရလိုက်ပါသလဲပြဿနာကိုရှူတောင်းတစ်ခါကြည့်ချင်းလူတွေကရေနဲ့ပဲလက်ဆောင်လုပ်လို့ရမယ်လို့ထင်နေချိန်မှာသူကအငွေ့ကိုသုံးခဲ့ပါတယ်စီကံချက်ကိုအခွင့်အရေးပြောင်းခြင်းကန့်သက်ချက်တွေကြားတွေကနေလမ်းသစ်တည်ထွင်တာဟာပညာရှိတို့ရဲ့အလုပ်ပါတည်ငြိမ်မှုအခက်တွေ့အောင်လှုပ်ခံရတဲ့အချိန်မှာဒေါသတုံ့ပြန်မဲ့အစားအဖြေရှာဖို့ကိုပဲအာယုံစိုက်ခဲ့ပါတယ်ဒါကိုကျွန်တော်တို့ဒီနေ့ခေတ်မှာဘယ်လိုသုံးမလဲဥပမာတင်းလုံးမှာတင်းတထေးကမဖြစ်နိုင်တဲ့ deadline တစ်ခုကိုပေးလိုက်တယ်ဆိုပါစို့မရဘူးလို့ညင်းမဲ့အစားဒါကိုပြီးမြောက်အောင်ဘယ်လိုနီးလန်းတင်းနဲ့လုပ်ရမလဲဆိုတာကိုဥပ္ပဦးလို့စဉ်းစားကြည့်ပါတခါလေမှာအဖြေကရေထဲမှာရှိမနေပဲအငွေ့ထဲမှာရှိနေတတ်ပါတယ်ပြဿနာကိုတရက်ရင်ဆိုင်လို့မရရင်ဘေးတိုက်စဉ်းစားကြည့်ဖို့မမေ့ပါနဲ့မကြီးဥပ္ပဦးရဲ့ဒီလိုပညာရှိပုံမြင်တွေဟာရေစရာတက်တက်မဟုတ်ပဲဘဝအတွက် strategy တွေဖြစ်ပါတယ်နောက်ထပ်သမိုင်းဝင်ပညာရှိတွေရဲ့လိုအပ်ချက်တွေကိုသိချင်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့ဟုတ်အားလုံးပဲပညာရှိဆန်စွာနဲ့ဘဝကိုဖြတ်တန်းနိုင်ကြပါစေ